ဒီကတော့ဟန်နီဒါရဲ့ငါအန်အောဆိုတဲ့ချင်းလေးပေါ့နော်ဒီ intro လေးပါသူကဘယ်စားလဲဆိုတော့ဒီငါးကျူအဲတော့နှစ်ကျူငါးခွက်နဲ့ဒီကျူလေးခွက်နော်အဲဒီလိုမှတော့ဒီ9ခွက်တိအောင်လိုက်ဆွဲရမှာနော်9နဲ့10နဲ့စလိုက်ဆွဲလိုက်မှာနော်အဲဆိုလို့ရှိရင်နာတိကျူဘယ်လိုကမှတစ်ချက်ပြမယ်နော်ဒီတိကျူ9ခွက်ကိုဟမ်းမလမ်းပေါင်းနော်လို့ရှိရင်နှစ်ကျူခွန်ကနေ9ဒီ slide ပုံနော်အဲဒီနော်ဒီလိုနော်ဒီနေ့မှာတစ်ချက်ဒီဟမ်းမဒီနှစ်ကျူခွန်ကနေ9ဒီ slide နော်ဒီ3ကျူ9ခွက်ဒီနှစ်ကျူ10ခွက်နှစ်ကျူ12ခွက်ဒီတိကျူ9ခွက်တိကျူ10ခွက်ဒီတိကျူ12ခွက်ဒီ slideပြီးလို့ရှိရင်ဒီကျိုးစနစ်က17က10ကဒီပြန်တင်နော်ပြီးလို့ရှိရင်အမျိုးနော်ဟမ်မန်ဘူဆိုတာဟမ်မန်ပေါက်ပြီးတော့လဲလေးရအမျိုးလေးနည်းနည်းလေးဘာဖြစ်ခဲ့လဲညနေကစားခဲ့တာဗောနော်9ခွက်ကနေ10ခွက်ကိုဟမ်းမအောင်ပို့ပါပြီပြီးရင်9ခွက်ကနေ9ခွက်နော်ပြီးရင်5ခွက်ကနေ9ခွက်ပြီး4ခွက်ကနေ5ခွက်ပြီးရင်နှစ်ကျူခွန်ပြီးရင်3ကျူ9ခွက်6ခွက်နော်sorry 6ခွန်6နော်ဒီလိုမျိုးနော်အဲဒီပါပဲ